နွားလေးဟာကြောင်သွားနေပါတယ်တစ်ဖက်မှာတော့ကျွဲဟာနွားလေးရဲ့အမေကိုဖမ်းလိုက်ပါတယ်ပြီးတော့သူ့အင်ကိုသွားပြီးချုပ်နှောင်ထားပါတယ်နွားလေးကကြောင်ကပြန်လာတော့သူ့အမေကိုလိုက်ရှာပါတယ်ရှာမတွေ့တော့အလုံးငိုပါတယ်ကျွဲကတော့သူ့အမေကိုအစာမကျွေးပဲအငတ်ထားပါတယ်နွားမကဗိုက်စားတယ်လို့ပြောပေမဲ့ကျွဲကတော့အစာမကျွေးပါဘူးနွားလေးကတော့ငိုပြီးသူ့အမေကိုလမ်းပေါ်မှာလိုက်ရှာနေပါတယ်ပြီးတော့မောသွားပါတယ်ထို့နောက်ရဲစခန်းသွားပြီးရဲကိုဖြစ်သမျှအကုန်ပြောလိုက်ပါတယ်ရဲကလည်းမင်းအမေကိုငါတို့ရှာပေးမယ်လို့ပြောပါတယ်ထို့နောက်နွားလေးရဲ့အမေကိုကားနဲ့လိုက်ရှာပါတယ်တရွာလုံးတေချာလိုက်ရှာကြပါတယ်ဒါပေမဲ့ရှာမတွေ့ခဲ့ဘူးဘာလို့လဲဆိုတော့ကောက်ချစ်တဲ့ကျွဲဟာနွားမကိုဘယ်သူမှမသိအောင်လှေပေါ်တင်ပြီးတခြားနိုင်ငံကိုသွားပါတယ်တစ်ဖက်မှာတော့နွားလေးနဲ့ရဲရီဟာသူ့အမေကိုလိုက်ရှာနေပါတယ်ဒါပေမဲ့လည်းရှာမတွေ့ခဲ့ဘူးပြီးတော့နွားလေးဟာအိမ်သွားပြီးအလုံးကိုပါတယ်အဲ့ချိန်မှာဖုံးဝက်လာပါတယ်ကျွဲကမင်းအမေကိုကဲစီခြင်းရွှေတွေအများကြီးယူလာခဲ့တခြားသူတွေကိုတွားပြောရင်မင်းအမေကိုတက်လိုက်မှလို့ပြောပါတယ်မနစ်ကျတော့နွားလေးဟာသူ့အမေကိုကဲဖို့ရွှေတွေယူသွားပါတယ်အချိန်နှင်းငယ်ကျတော့ကျွဲရှူရောက်သွားပါတယ်ကျွဲကလည်းရွှေတွေမြင်ပြီးပျော်သွားပါတယ်အဲ့ချိန်မှာရဲတွေဟာရောက်လာပြီးကျွဲကိုဖမ်းလိုက်ပါတယ်ပြီးတော့ထောင်ချလိုက်ပါတယ်ထို့နောက်နွားလေးနဲ့နွားမဟာပျော်ရွှင်သွားပါတယ်တစ်ဖက်မှာတော့တရားသူကြီးဟာကျွဲကိုထောင်ကစနစ်ချမယ်လို့ပြောပါတယ်